ပြောဆိုကျွန်တော်ကလည်းဟိုအခက်အခဲဖြစ်ခဲ့တဲ့ဘဝကနေကျွန်တော်တို့လာခဲ့တာအဲ့တော့ခမင်းတော်လက်မမှန်ခဲ့ဘူးပေါ့နော်လက်မှန်ခဲ့ဘူးဆိုတော့ဟိုကျွန်တော်ကအဲ့လိုမျိုးကိုပြန်တွေးလိုက်တိုင်းပေါ့နော်အားလုံးအခက်အခဲပြတဲ့လူတွေကိုကိုချင်းစားတယ်အဲ့တော့ကျွန်တော်ကအမြင်ရဖို့မဟုတ်ပဲချိုးတဲ့သူတွေကိုကုညီကျင်တာကြောင့်စံဆိုင်ဖွင့်ခဲ့တဲ့ကိုထွန်းမင်းပြည်သူများရှင်ကိုထွန်းမင်းကပရိုက်တာတွေလုံရင်းကနေပြီးတော့လူသိများလာတာဖြစ်ပြီးတော့ဘယ်နေရာပဲဒေသမဆိုကိုရိုင်းကြသွားလူတာမို့အကုန်လုံးကလေးစားနေကြတာဖြစ်ပါတယ်လဲနေသူကိုထူပြီးတော့အိုသူကိုကူပေးတာကြောင့်ကိုထွန်းမင်းကအစမပြေတဲ့သူတွေကြားမှာသူရဲကောင်းကြီးတစ်ဖွဲဖြစ်နေခဲ့ပါတယ်အခုလဲကိုထွန်းမင်းကစံစီကျက်ဥဘဲဥလက်လီလက်ကားရောင်းတဲ့ဆိုင်လေးဖွင့်ထားပါတယ်ဒီဆိုင်လေးကလည်းသူ့ရဲ့ကိုယ်ပိုင်ငွေနဲ့မဟုတ်ပဲစံဆိုင်ပိုင်ရှင်တူက350ကိုအကျွေးချပေးတာကြောင့်အကျွေးယူပြီးတော့ရောင်းချတာဖြစ်ပါတယ်တချို့တွေ brighter လုပ်တယ်ဆိုပြီးတော့ငွေတွေကိုလိမ်သွားတဲ့အချိန်ကိုထွန်းမင်းကတော့ဆိုင်ဖွင့်ဖို့အတွက်တောင်အတိနာကနေပြီးတော့အကူအညီယူရတာဖြစ်ပါတယ်ဆိုင်ဖွင့်ပွဲနေ့မှာလူစိမ်းခေါက်ဆွဲကိုအယောက်900စာချက်ပြုတ်ခဲ့တာဖြစ်ပြီးတော့လူတိုင်းကိုကျွေးမွေးအိတ်ခံခဲ့ပါတယ်ဒါအပြင်သူဆိုင်မှာ3000ဘိုးဝယ်ယူတဲ့ customer တွေကိုလည်း cancel Mary ပြန်လုပ်ပေးခဲ့တာဖြစ်ပြီးတော့ cancel Mary ထဲမှာစံစီကျက်ဥပေါင်အိုစတဲ့အိမ်ရထွက်လိုအပ်တဲ့ຢာတွေကိုထည့်ပေးခဲ့ပါတယ်ပကံပြားတွေဇွန်းတွေလည်းပါတဲ့အပြင်ရှင်ရွေးအိုထမင်းကြိုက်စားတဲ့အသုံးဆောင်တွေလည်းပါဝင်ခဲ့ပါတယ်။အကုန်လုံးကိုပျော်စေခြင်းနဲ့စိတ်နဲ့ကန်ဆယ်မဲစီစဉ်ပေးခဲ့တာဖြစ်တယ်လို့ဆိုင်မာလာစားတဲ့သူတွေကိုလည်းဖျားပုံတွေပြန်ပြီးတော့ဝေပေးခဲ့ပါတယ်။သူဆိုင်ကစံစီကျက်ဥဘဲဥတွေကိုရောင်းချပြီးတော့လည်းအမျက်ကိုအနည်းဆုံးယူပြီးတော့ရောင်းချပေးတာဖြစ်ပါတယ်။တခြားဆိုင်တွေထက်အရန်သက်သာတဲ့ဈေးနဲ့ရောင်းချပေးနေတဲ့အပြင်ရှားတဲ့အမျက်ကိုလည်းပြန်လူသွားဖို့အတွက်ကိုထွန်းမင်းကစီစဉ်ထားပါတယ်။ဒီလိုဆိုင်လေးဖွင့်ကျင်တာကသူအိမ်မက်ဖြစ်တာရဲ့ဆိုင်ကနေရတဲ့အကျိုးမြတ်ကိုလှူကျင်တဲ့ရည်ရွယ်ချက်ကြောင့်အခုလိုလေးဆိုင်ဖွင့်ဖြစ်ခဲ့တာဖြစ်ပါတယ်။ဆိုင်ရတဲ့အကျိုးမြတ်ကိုလည်းကိုကျိုးအတွက်မသုံးပဲလှူဖို့ပဲတွေးနေတာလည်းဖြစ်ပါတယ်။သူကိုယ်တိုင်ကလည်းအရင်ကထမင်းတနက်စားဖို့အတွက်စံစီအစုံမရှိခဲ့တာကြောင့်ကိုပိုင်ဆိုင်လေးဖွင့်နိုင်တဲ့အချိန်မှာသူ့လိုမျိုးအခက်အခဲရှိတဲ့သူတွေကိုလှူဖို့အတွက်လည်းစီစဉ်ထားပါတယ်။ဒါကြောင့်အိမ်မှာစားစရာမရှိတောင်သူဆိုင်မှာလာပြီးတော့အခုညီတောင်းလို့ရကြောင်းကိုထွန်းမင်းကပြောထားပါတယ်။လက်ရှိသူဆိုင်ကန်းငားတဲ့နေရာကလည်းဆိုင်ကန်းလာကပေးစရာမလိုတဲ့အပြင်ဆိုင်မှာတင်ထားတဲ့စံစီကျက်ဥဘဲဥတွေကလည်းအတီးတယောက်ကကူညီပေးထားတာဖြစ်ပါတယ်။ဒါအပြင်ဆိုင်မှာလိုအပ်တာသုံးဖို့အတွက်ပတ်စံလည်းပေးသွားပြီးတော့ကိုထွန်းမင်းကတော့အကုန်လုံးကိုနှုတ်စိမ်းခေါက်ဆွဲဌာနပြန်ပြီးတော့ပြုလုပ်ပေးခဲ့တာဖြစ်တယ်။သူငယ်ငယ်တုန်းကဆန်ကိုတပူးနှစ်ပူးသာဝယ်ယူနိုင်ခဲ့ပြီးတော့နောက်ရက်ကိုလည်းအဲ့ဒီဆန်နဲ့ပဲကျောင်းကိုထမင်းဆိုင်ထည့်သွားတဲ့အထိဘဝနာဘူးတာကြောင့်အခုလိုမျိုးသူလုံပေးနိုင်တဲ့အချိန်ကိုရောက်တဲ့အခါမှာလိုအပ်နေတဲ့သူတွေကိုကူညီပေးဖို့အတွက်အဆင်သင့်ဖြစ်နေတာပါသူလိုလူမျိုးတွေချက်မရှိအောင်လဲစနေလူပေးသွားဖို့အတွက်တွေးထားပြီးတော့တနိုင်တဲ့လောက်ကူညီသွားမယ်လို့ကိုထွန်းမင်းကပြောထားပါသေးတယ်ကိုထွန်းမင်းရဲ့ဆန်ဖွင့်ပွဲကိုရှင်နီရဲ့နုပညာရှင်တွေကတက်ရောက်ခဲ့တဲ့အပြင်ရက်ကွက်ချေရလူတွေတော်တော်များကလည်းလာရောက်ခဲ့ကြပါတယ်သူများတွေ brighter လုပ်ပြီးတော့ချမ်းသာသွားတဲ့အချိန်ကိုထွန်းမင်းကသူမိတ်ဆွေကူညီပေးတဲ့အရင်ကြီးနဲ့ဆိုင်ဖွင့်ရတာကြောင့်ကိုထွန်းမင်းကိုတော်တော်လေးရိုးသားတယ်ဆိုပြီးတော့ချီးကျူးနေကြတာဖြစ်ပါတယ်ကိုထွန်းမင်းဆိုင်ကိုလည်းအဝေးကနေတကူတကလာအားပေးတဲ့သူတွေရှိပြီးတော့ကိုထွန်းမင်းလည်းသူ့ဆိုင်ကိုဒီလိုမျိုးအားပေးတဲ့အတွက်အရန်ကိုကျေးဇူးတွေတင်နေပါတယ်ပရိသတ်ကြီးတို့ရောစံဆိုင်လေးဖွင့်ပြီးတော့အလူတွေဆက်လုပ်ချင်နေတဲ့ကိုထွန်းမင်းကိုဘယ်လိုမြင်လဲဆိုတာ comment လေးထဲမှာပြပြပေးသွားပါဦးဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်